အားလုံးပဲမင်္ဂလာပါကုန်းကျော်3ရက်နေ့ကြိုဆိုပါရစေကျွန်တော်တို့ဒီကစားမဲ့ site ကတော့32နှစ်ချာပေါ့နော် frame ကတော့အကြီးပဲဒါပေမဲ့အတူချုံးနဲ့ဘယ်လိုပြမလဲဆိုတာစဉ်းစားနေတာအမူရင်းကတော့ဒီလိုပေါ့နော်ကျွန်တော်နည်းနည်းပါးပါးပြလိုက်မယ်လေးနှစ်3ဆွတ်တယ်အချိန်ကိုက်မှာခွန်43အချိန်ကိုက်မှာ946နော်ခွန်43နဲ့ဟိုးအချိန်ကိုက်မှာကျွန်တော်တို့353ထွက်တယ်အချိန်ကိုက်မှာ649ထွက်တယ်အချိန်ကိုက်မှာ286ဆိုပြီးတော့လာထွက်တယ်နော်ဒီ frame ပေါ့အဲ့တော့ဒီ frame ထဲမှာလည်းကစားကွက်တစ်ခုကရှိသေးတယ်အဲ့ဒါဘယ်လိုလဲဆိုကျွန်တော်တို့ဥစုလာဖွဲ့တာပေါ့ကွာ363ပတ်လဲ406သူနဲ့အချိန်ကိုက်မှာ684ကိုဒီလိုကနန်းထူကနန်းလာရိုက်တယ်နော်လာရိုက်ပြီးတော့ဒီအပေါ်ကနေကျွန်တော်တို့အချိန်ကိုက်သွားမယ်ဆိုလို့ရှိရင်တော့380ဆိုတဲ့ကနန်းပတ်လေလာထွက်တယ်နော်လာထွက်ပြီးတော့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့2302ဒဲ့နဲ့ကျွန်တော်တို့999ဒဲ့ဒီလို frame လာတဲ့တယ်နော်သူ့ရဲ့နောက်တစ်နှစ်ကျော်မှာလဲကျွန်တော်တို့ကနန်းတစ်ခွက်ဒီ944ဆိုတဲ့ကနန်းဒီကျွန်တော်တို့ကနန်းထူကနန်းနဲ့လာရိုက်တယ်နော်လာရိုက်ပြီးတော့ကျွန်တော်ကဒီကနန်းကိုကစားချင်တာနော်940ဆိုတဲ့ကနန်းကိုကျွန်တော်ကစားချင်တာနော်ဘယ်က940လဲဆိုကျွန်တော်တို့ဒီ site ထဲမှာကနန်းတစ်ခွက်ပေါ့925ဆိုတဲ့ကနန်းဒီ12345မှာကနန်းထူကနန်းလာရိုက်တယ်နော်အဲ့လိုလာရိုက်ပြီးတော့သူ့အပေါ်နေ12345ဒီမှာထွက်တဲ့ကနန်း940ကိုကျွန်တော်တို့ကတွေးမှာအဲ့တော့ဒီ940ဒီဘယ်ကလာခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုးအနောက်ကိုသွားလိုက်မယ်နော်ကျွန်တော်တို့အနောက်ကိုသွားလိုက်မယ်ဒီဟာယူမှာ490အောင်နော်243လို့လာဆောင်ပြီးတော့အပေါ်မှာထွက်တဲ့ကဏ္ဍ490ဒီ12345 6နှစ်မြောက်မှာလာထွက်တယ်နော်ဘယ်အချိန်မှာထွက်တာလဲဆိုလို့ကျွန်တော်တို့905လို့ခါလာထောင်ပြီးတော့12345ဒီညမှာလာထွက်တယ်အဲ့လိုလာထွက်လိုက်တဲ့ကဏ္ဍဒီကျွန်တော်တို့12345 6 နှစ်မြောက်မှာပြန်လာထွက်ပြီးတယ်940ဆိုပြီးတော့နော်တူလာထွက်ပြီးတော့သူ့အောက်မှာကြားတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာပြန်ကြလို့လာကစားပြီးတယ်နော်ဘယ်ချိန်မှာကြာမှာလဲဆိုတော့ဒီကပြန်ကြပေါ့ဒီက9နှစ်10လဲဒီနှစ်ထဲကပြန်ကြပဲเนาะဒီလိုပြန်ကြရဲ့တောင်းမှာပြန်ကြလာကစားပြီးတယ်เนาะ934အောက်ကဏ္ဍပြန်ကြအဲ့လိုလာကစားလိုက်တဲ့934ကိုကျွန်တော်က1 2 3 4 5 6နှစ်မြောက်မှာပြန်ထုတ်မယ်940ဆိုပြီးတော့9နှစ်5ဒီ259ကဏ္ဍတူကဏ္ဍလာရိုက်ပြီးတော့သူနဲ့အချိန်ကိုက်မှာပြန်ထုတ်မယ်940ဆိုပြီးတော့เนาะအဲ့လိုပဲဒုတိယ frame ကိုသွားမယ်ကျွန်တော်တို့34နှစ်ပတ်လဲထွက်တယ်403ပတ်လဲ946ပတ်လဲเนาะ34နှစ်ပတ်လဲကနေပြီးတော့အချိန်ကိုက်မှာကျွန်တော်335ပတ်လဲထွက်တယ်အချိန်ကိုက်မှာ694ထွက်တယ်အချိန်ကိုက်မှာ268ပတ်လဲလာထွက်တယ်เนาะအဲ့တော့ဒီလူကစားကွက်ထဲမှာခုနလိုပဲကျွန်တော်တို့နောက်ထပ်အုပ်စုတစ်ခုရှိတယ်630ပတ်လဲ366ပတ်လဲ46ခွန်ပတ်လဲเนาะသူတို့နဲ့အချိန်ကိုက်မှာ846ပတ်လဲရှိရယ်684ပတ်လဲကဏ္ဍတူကဏ္ဍလာထွက်ပြီးတော့သူနဲ့အချိန်ကိုက်မှာကျွန်တော်တို့ခုနလိုပဲ380ပတ်လဲဒီမှာလာထွက်တယ်နော်နောက်နှစ်မှာကျွန်တော်တို့ခုနလိုပဲတွားလို့ရှိရင်232တဲထွက်တယ်999တဲဒီလို frame လာတယ်နော်သူရဲ့နောက်တစ်နှစ်ကျော်မှာကျွန်တော်တို့ကဏ္ဍတစ်ခွက်ဒီခုနလိုပဲ246ဆိုတဲ့ကဏ္ဍဒီက64နှစ်ကိုကဏ္ဍတူကဏ္ဍတို့လာရွှေ့တယ်နော်အဲ့တော့ဒီနေ့ထဲမှာကျွန်တော်ဒီအချိန်မှာကစားချင်တာเนาะဘာဖြစ်လို့လဲဆိုတော့ခုနလိုပဲကျွန်တော်တို့286ဆိုတဲ့ကဏ္ဍဒီ12345မှာကဏ္ဍထူကဏ္ဍလာရိုက်ပြီးတော့သူ့အပေါ်နေ12345 ဒီမှာထွက်မဲ့ကဏ္ဍကိုကျွန်တော်တွေးမှာအဲ့တော့ဒီမှာထွက်မဲ့ကဏ္ဍဒီကျွန်တော်ခုနပြောခဲ့တိုင်းပဲအနောက်ကိုပြန်သွားမယ်ခုနလိုပဲကျွန်တော်ကဟောရီယာ433ကိုယူမှာဘာဖြစ်လို့လဲဆိုတော့243လို့လာဆောင်ပြီးတော့အပေါ်မှာထွက်တဲ့ကဏ္ဍခုနလိုပဲเนาะခုနကကျွန်တော်တို့က243လာဆောင်တဲ့အပေါ်ကဏ္ဍကိုယူတာเนาะအဲ့တော့ဒီမှာလဲ243လို့လာဆောင်ပြီးတော့အပေါ်မှာထွက်တဲ့ကဏ္ဍကိုကျွန်တော်ကယူမှာ433ကို12345 6နှစ်မြောက်မှာလာထွက်ပြီးတယ်334ဆိုပြီးတော့ဘယ်ချိန်မှာထွက်မှာလဲဆိုတော့ခုနလိုပဲ
ခုနလိုပဲ9ခေါ်9လာထောင်ပြီးတော့1 2 3 4 5 6ဒီမှာလာပေါက်တယ်အဲ့ဒီကဏ္ဍကိုပဲစနစ်မြောက်ကိုသွားမယ်1 2 3 4 5 6 9 10 11 12စနစ်မြောက်မှာပြန်လာပေါက်ပြီးတယ်4 3 3ဆိုပြီးတော့เนาะသူပေါက်ပြီးတော့အောက်မှာတစ်ကဏ္ဍ9 3ရှိသည်အဲ့ဒီနှစ်ထဲမှာပြန်ကြလို့လာထွက်ပြီးတယ်ဘယ်အချိန်မှာပြန်ကြမှာလဲသူရဲ့တောက်မှာကျွန်တော်1 4 3ဒီအဲ့နှစ်ထဲပြန်ကြရဲ့တောက်မှာပြန်ကြလို့လာကစားတယ်နော်ဒီလိုလာကစားလိုက်တဲ့ဟောရီယာ4 3 3ကို1 2 3 4 5 6နှစ်မြောက်ဒီအချိန်မှာပြန်ကစားမယ်4 3 3ဆိုပြီးတော့ကျွန်တော်ကစားမယ်နော်အထိုင်ကတော့4 3 3နဲ့3 3 4ပေါ့နော်3ခါနဲ့ပို့ကြိုက်တယ်နော်ကျွန်တော်တို့6နှစ်ချကစားကွက်ပေါ့နော်fine ရှိလို့ရှိရင် YouTube တရားရခဲ့လို့နော်ဒီကောင်6နှစ်ချကစားကွက်116 day ထွက်တယ်663 day ထွက်တယ်656ပတ်လေထွက်တယ်630ဒီအောက်တပင်ချမ်းမှာလာထွက်တယ်နော်ဒီလို frame လာတဲ့တယ်ဒီမှာလဲ630ပတ်လေအောက်တပင်ချမ်းပြန်ထွက်တယ်116 day ထွက်တယ်665ပတ်လေထွက်တယ်863 day ထွက်တယ်နော်အဲ့တော့ဒီ863 day ဘေးမှာထွက်တဲ့ကဏ္ဍ959ကိုကျွန်တော်တွေးမှာနော်အဲ့တော့ဒီ959ကဘယ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့လိုက်တဲ့ချိန်မှာဒီ frame ထဲမှာပေါ့နော်ကျွန်တော်တို့ကဏ္ဍတစ်ခွက်66နှစ်ဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့အောက်၄ပင်ဆင်းပြီးတော့1 2 3 4 5 6 9 8 9 10နော်ပြန်ထွက်တယ်ကဏ္ဍ2ကဏ္ဍပြန်ထွက်တယ်နော်အဲ့လိုပဲဒီ66နှစ်ဘေးကနေရေးလိုက်မယ်1 2 3 4 5 6နှစ်ကျော်မှာကျွန်တော်တို့9နှစ်4ဆိုတဲ့ကဏ္ဍဒီလေ4ပင်ဆင်းပြီးတော့1 2 3 4 5 6 9 8 9 10ကဏ္ဍ2ကဏ္ဍလာရိုက်တယ်နော်ဒါ6နှစ်ချကစားကောနော်သူ့မှာကစားကောတွေအများကြီးရှိတယ်သူ့ရဲ့ frame မူရင်းတရားစားတာနော်86ခွန်ထွက်တဲ့အချိန်ကိုက်မှာ996နော်1 2 3 4 5 6နှစ်ကျော်မှာ6ခွန်8ပြန်ထွက်တယ်သူနဲ့အချိန်ကိုက်မှာ996ဒီကနေ frame လာတဲ့တာနော်ဒါပေမဲ့ဖြတ်ပြီးတော့ယူလိုက်မယ်အဲ့တော့ခုနကျွန်တော်ပြောလိုက်တဲ့ဟောရီယာ863ဘေးမှာထွက်တဲ့ကဏ္ဍကို9ကိုကျွန်တော်တို့အကွက်ရွှေ့နဲ့ကစားမယ်ဆိုလို့ရှိရင်ဒီကဏ္ဍဒီ10နှစ်မြောက်မှာကဏ္ဍဒုကဏ္ဍဒဲနဲ့ရိုက်ပြီးတော့အဲ့ဒီနှစ်ထဲကဏ္ဍတစ်ခုကိုကျွန်တော်ယူမှာ959ကိုယူမှာဒီကဏ္ဍကိုယူမှာဒီကဏ္ဍဒီ1 2 3 4 5 6 9 8 9 10 11 12 13 14 15နှစ်မြောက်မှာလာထွက်တယ်နော်4ပိတ်1ပိတ်2ပိတ်အောင်မှာလာထွက်တယ်ဒီလိုလာထွက်လိုက်တဲ့ကဏ္ဍ959ကိုကျွန်တော်ကဟိုးမှာရွှေ့လိုက်မယ်နော်863ဘေးမှာလာရွှေ့မယ်959ဆိုပြီးတော့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ဒီရ863တဲ့ဘေးမှာရွှေ့မယ်ကဏ္ဍနော်ဒီမှာ863တဲ့ထွက်တယ်116တဲ့ထွက်တယ်နော်863တဲ့ထွက်ပြီးတော့1 2 3 4 5 6ခွန်ဟဲ့ဟုတ်863တဲ့ထွက်ပြီးတော့1 2 3 4 5 6နှစ်ကျော်မှာကျွန်တော်တို့ဒီမှာ863ပြန်ထွက်တယ်เนาะသူ့ဘေးမှာထွက်မဲ့ကဏ္ဍကိုတွေးမှာအဲ့တော့ခုနလိုပဲကျွန်တော်တို့ခုနကျွန်တော်ကဒီကဏ္ဍဒီကဏ္ဍဒုကဏ္ဍဒဲရိုက်တဲ့နှစ်ထက်ယူတာเนาะအဲ့တော့ဒီကောင်6နှစ်ချားမှာကျွန်တော်တို့9နှစ်လေးရှိတယ်အဲ့ကဏ္ဍဒီလဲ10နှစ်မြောက်မှာ9နှစ်လေးဒဲရိုက်တယ်အဲ့ဒီနှစ်ထက်ကဏ္ဍတစ်ကွက်ကိုကျွန်တော်ကယူမှာသူ့ရဲ့အောက်တပင်သူ့ရဲ့ဒီကဏ္ဍ4 30ကိုယူမှာ430ဆိုတဲ့ကဏ္ဍနဲ့လည်းကျွန်တော်တို့1 2 3 4 5 6 9 8 9 10 11 12 13 14နှစ်မြောက်မှာလာထွက်တယ်ခုနလိုပဲ4ပိတ်1ပိတ်2ပိတ်အောင်မှာလာထွက်တယ်အဲ့လိုလာထွက်လိုက်တဲ့ကဏ္ဍ4 3 3ကိုကျွန်တော်ကမီတော့เนาะခုနှစ်กว่าဝေးကြိုက်ပဲ863ဘေးမှာလာရွှေ့ခြင်းတယ်4 3 3 3 3 4နော်ကဲအကွက်ရွှေ့လေးပေါ့နော်ကြိုက်ရင်တော့ကစားမကြိုက်တော့မကစားနဲ့ပေါ့ကွာ